နောက်နေကိုရဲ့ချစ်သူယောက်ျားကကိုမပြစ်ထားခဲ့စေချင်ဘူးဆိုရင်တော့ညို့အခုပြနေတဲ့အန်တူးလေးကိုတော့သုံးဖို့လိုနေနော်ဘာလဲဆိုတော့ဒီနေ့မှလည်းဒါတခဲပေါ့နော်အန်တူးတခဲရောင်းရပါတယ်ရှင်ဒါကဘယ်လိုလေးလဲဆိုတော့ဒါညို့တို့ရဲ့positive တင်ပါလေးကအားပေးသွားပါတော့အရင်လဲကြီးစုတင်ပါတယ်ရှင်ဒါကြတော့အိမ်တောင်တွေတော်တော်များများပေါ့နော်ညို့စီမှာဆိုရင်တော့ဒါညို့ကလည်းအိမ်တောင်တွေတအုပ်ဖြစ်တဲ့အတွက်အိမ်တော်တွေကလာမေးကြရပေါ့နော်ဒီအန်တူးဆက်ပြခဲလေးကိုရှိသေးလားအဲ့လိုမေးကြပါတယ်ရှင်ဒါရွာကိုလည်းပို့ရပေါ့နော်ရွာဆိုရင်တော့10ကဲထပ်ပို့ပေးပါအောင်လို့တောင်မှညို့ကိုပြောရပေါ့နော်ဒါဆိုရင်တော့မရမကညို့တို့ရှာဝယ်ထားရတယ်မကွေးမန္တလေးမှာတောင်မရှိလို့မကွေးရနေတောင်မှရှာဝယ်ထားရတဲ့ပစ္စည်းလေးပါရှင်တူကကြတော့ပထမဆုံး2ရက်အတွင်းမှာဆိုရင်တော့ကိုနတ်အနတ်ဆိုးထွက်တာပေါ့နော်မိမကိုအနတ်ဆိုးထွက်တာတွေကိုတက်တာတယ်ပြီးကြရင်တော့ဒါညို့တို့ဒီပေါ့နော်ကိုကကြတော့ကျင်းကျင်တယ်အိမ်တော်ရဲ့ဒုက္ခပြည့်စုံကျင်တယ်ဆိုရင်တော့အနည်းဆုံးတခဲကတော့ကိုအောင်သုံးပေးမှရမယ်နော်တခဲကိုအောင်သုံးပေးလိုက်တာနဲ့ဒါစညိုတို့ရှိမှရှိတဲ့အနတ်ဆိုးတွေထွက်တာလည်းတက်တာတယ်လို့ကြက်ချင်းမွေဖြစ်စီမှာပေါ့နော်ဖြစ်စီမှာလည်းဖြစ်ပါတယ်အဲ့တော့ကြောက်ချင်နဲ့ထုတ်ထားတာဖြစ်တဲ့အတွက်ဒါစညိုတို့လုံးဝဘေးတော့စူးကြမရှိပါဘူးကြောက်ရှင်နဲ့ရှားဆောင်ကိုအခြေခံပြီးတော့ထုတ်ထားပေးတာဖြစ်ပါတယ်အဲ့တော့မှားခြင်းနဲ့ဆိုရင်တော့မြန်မာငွေ19500လေးနဲ့ပေါ့နော်ဒါစညိုတို့ရဲ့အလှတရားမိမကိုအလှတရားကိုပြုပြင်လိုက်ပါရှင်ဒါကြတော့ယောက်ျားချစ်စေးလို့တော့မှပြောလို့ရနော်မှားခြင်းနဲ့ဆိုရင်တော့အမြန်ဆုံးလေးမှားပါပဲရှင်ဒါလည်းစညိုအော်ရာရှိပြီးသားဖြစ်တယ်နော်အော်ရာရှိပြီးသားဖြစ်ပါတယ်တကယ်လို့လိုချင်တယ်ဆိုရင်တော့စညိုအော်ရာတွေကနေနည်းနည်းလေးဒါအမတို့အတွက်ခွဲပေးမှလည်းဖြစ်ပါတယ်ရှင်မှားတဲ့လူအမြန်ဆုံးမှားတဲ့လူကစိတ်ချရမယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်